တဲ့ကာလကိုကျမ်းစာကဘယ်လိုပြတ်ထားလဲဆိုရင်ထိုကာလ၌ဤဒီလရှင်ဘုရင်မရှိလူတိုင်းမိမိစိတ်လိုရှိတဲ့အတိုင်းပြုတည်တရားသူကြီးတွေအုပ်ဆိုးတဲ့ကာလမှာလူတိုင်းဟာမိမိစိတ်လိုကြပြုတယ်လို့ပြောပါတယ်ကာလလို့ပြောတဲ့အခါမှာနေ့တစ်နေ့စီအဲ့နေ့တွေနဲ့ပေါင်းစပ်ထားတဲ့လတွေနဲ့ပေါင်းစပ်ထားတဲ့နေ့တွေအဲ့နေ့တိုင်းလတိုင်းရက်တိုင်းအရက်မကောင်းလို့နားနေလို့ရတယ်။ဘာလို့လဲလို့ပြောရင်လူတိုင်းစိတ်လိုကြလုပ်တယ်လို့ပြောတဲ့အခါမှာယောက်ျားဆိုလဲကိုယ်စိတ်ရှိတဲ့အတိုင်းထားလုပ်တယ်။မိန်းမဆိုလဲကိုယ်စိတ်ရှိတဲ့အတိုင်းထားလုပ်တယ်။အစီအကံတတိယစင်းတာအားလုံးဟာတရားမှဘုရားလိုကိုမသွားမဲနဲ့ကိုယ်စိတ်လိုတိုင်းသွားတဲ့ကာလဖြစ်တယ်လို့ပြောပါတယ်။အင်္ဂလိပ်ကျမ်းစာထဲမှာ everyone did what was right in his own eye လို့မျက်စိထဲမှာပေါ်လာတဲ့မြအားလုံးလုပ်တယ်။ခန္ဓာမှာအားလုံးဖြစ်ခြင်းအားလုံးလုပ်တယ်။စိတ်ထဲမှာဖြစ်ခြင်းအားလုံးထားလုပ်တဲ့ကာလလို့ပြောပါတယ်။ကျွန်တော်စဉ်းစားကြည့်အောင်စိတ်ထဲမှာပေါ်တိုင်းခန္ဓာထဲမှာဖြစ်ခြင်းတဲ့အရာအားလုံးထားလို့အဲ့ခေတ်ကာလကြီးကကောင်းပါမလားတစ်ဖက်မှာလည်းဘုရင်မရှိဘူးတဲ့ကျွန်တော်ဒီကာလလေးဟာလေဒီလိုလေးများဖြစ်မလားလို့ကျွန်တော်စဉ်းစားကြဖို့ဖြစ်ပါတယ်အဲ့လိုလူတိုင်းစိတ်လိုကြထားလို့တဲ့ကာလမှာအဲ့ခေတ်ကာလလေးမှာအမျိုးသမီးတစ်ယောက်ရှိပါတယ်အဲ့အမျိုးသမီးကတော့တပါးအမျိုးသမီးပဲမောဘအမျိုးသမီးရုသဖြစ်ပါတယ်ဆိုတော့တရားသူကြီးတွေအုပ်ဆိုတဲ့ကာလမှာအဲ့လိုမျိုးဖြစ်လူတွေကြိုက်တာလုပ်တဲ့ကာလလေးမှာအဲ့ရုသဆိုတဲ့တပါးလူသမီးလေးရဲ့အသက်တာကိုကျွန်တော်ရုသဝတ္ထုထဲမှာကျွန်တော်တွေ့ရတယ်။ကျွန်တော်ရုသဝတ္ထုကိုကျွန်တော်ဖတ်တဲ့အခါမှာစပြီးဖတ်တာနဲ့တရားသူကြီးတွေအုပ်ဆိုသောကာလ။ဆိုတော့ခေတ်ကတော့ဒီလိုဖြစ်တယ်။ဒါပေမဲ့ငါကဒီလိုမနေဘူး။ငါကသူများလိုအသက်မရှင်ဘူး။လူတွေကပေါက်ပြန်ပြောင်းလဲနေတဲ့အိမ်တော်တွေနဲ့မျိုးကွဲတဲ့အချိန်မှာငါကသူများလိုမသွားဘူး။သူများလိုမနေဘူး။သူများလိုအသက်မရှင်ဘူးဆိုတဲ့အိမ်တော်မိသားစုတွေပဲဒီခေတ်မှာများကျင်ခဲ့မလားဆိုတာကျွန်တော်စဉ်းစားကြဖို့ဖြစ်ပါတယ်။ဆိုတော့ရုသကအိမ်တော်နဲ့ပတ်သက်လာအရင်ပြတ်သွားတယ်။သူယောက်ျားတည်တယ်။သူယောက်ျားမနောက်ကိုလိုက်လာတယ်။သူယောက်ျားကအမျိုးမျိုးတားတယ်မလိုက်နဲ့။မင်းကနောက်လိုက်လည်းမထူး။ငါ့မှာတားမရှိတော့ဘူး။မင်းတို့ကိုယောက်ျားနဲ့ကိုနေလို့ပြောပြီးမဲ့လေ။သူကကျမ်းစာထဲမှာဗာပြောလေလို့ပြောရင်ယောက်ျားမ၌မိဝဲစီကရဲ့ယောက်ျားမ၌မိဝဲစီကရဲ့ဆိုတဲ့စကားလုံးကခုနကတော့ဆရာတော်ဖတ်သွားတဲ့ကျမ်းစာထဲမှာဖြစ်တဲ့သူအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွေ၍ကိုခင်ဘုန်း၌မိဝဲတစ်ပြည့်ဆိုတဲ့စကားလုံးကအတူတူပဲဖြစ်ပါလေဒီနေ့ခက်ခဲတဲ့ကာလဖြစ်တယ်လူတွေကအမျိုးမျိုးပြောင်းနေတဲ့ကာလမှာကျွန်တော်တို့အိမ်တော်ပြုပြီးသားလူတွေရောအိမ်တော်မပြုတ်သေးတဲ့လူတွေရောအိမ်တော်ပြုတ်ဖို့စဉ်းစားထားတဲ့လူတွေရောဘယ်လိုများဒီအိမ်တော်နဲ့ပတ်သက်လို့ခင်ယူထားလဲဆိုတာကတော့ကျွန်တော်စဉ်းစားမှာဖြစ်ပါလေဆိုတော့ဒီစကားလုံးကမိဝဲစီးကတ်တယ်ခင်မိုးနိုင်မိဝဲတယ်ဆိုတဲ့စကားလုံးကအင်္ဂလိပ်ကျမ်းစာမှာ clip လို့သုံးတယ် clip ဆိုတဲ့စကားလုံးကကျွန်တော်စားနေကြကောက်ငင်းပေါင်းနဲ့တူတယ်တောင်ကြီးပေါင်းလို့ပြောတဲ့အခါမှာတလုံးတက်နေပြီးတော့မှသူကတစုတစည်းလေးနဲ့စုဖွဲ့ပြီးတော့မှကောက်ငင်းပေါင်းဆိုတဲ့အရာကိုဖြစ်စေတာမခွာဘူးမကွဲဘူးဘာပဲဖြစ်ငါတို့ကတလုံးတဝါလေးနဲ့ဘလောက်ပဲခက်ခဲစေဘလောက်ပဲကြက်တင်းနေပါစေဘလောက်ပဲမကြမ်းပါစေငါတို့ဒီအိမ်တော်ကိုအဲ့လိုကိုတစုတစည်းလေးစုပေါင်းပြီးတော့မှအဆုံးထိအောင်သွားမယ်ဆိုတဲ့အိမ်တော်ဖြစ်ပါလေဒါမို့လို့သူရကမနောဘီကပြန်ငါတော့လိုက်မလာနဲ့လို့ပြောပြီးမဲ့လေကျမ်းစာထဲမှာရောက်ခမ၌မိဝဲစီကလည်းဒီနေ့ကျွန်တော်တို့ချီရတဲ့ညီသမီးကျော်စွာနဲ့တီးလိမေဒီနေ့ဒီလိုပြုသောအိမ်တော်ဒီလုံးဝမခွဲမခွာပဲတက်လုံးစီကမိဝဲဖို့ဖြစ်ပါတယ်ဘလောက်ပဲခက်ခဲနေပါစေဘလောက်ပဲကြက်တင်းနေပါစေတင်တို့ဟာဒီနေ့ပြုထားတဲ့သစ္စာတရားကိုဆွဲကင်ပြီးတော့မှအခက်ခဲအားလုံးကိုကြော်ဖြတ်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ရပ်ကမကဘလို့ပဲတာနောက်ဆုံးဒီလူတက်ကဘာပြောလဲလို့ပြောရင်မင်းနောက်လိုက်မယ်မင်းအိတ်တဲ့နေရာအိတ်မယ်တဲ့မင်းသွားတဲ့နေရာသွားမယ်ဒီချင်းကလွဲလို့ငါမှဘာမှဒီမင်းနဲ့ငါနဲ့ငါရောက်ခမနဲ့ငါနဲ့ဘလို့မှမကွဲဘူးဆိုတဲ့စကားဒီနေ့ခုနကတော့တဒိုးသားနဲ့တဒိုး
ပြီးဆရာကြီးရှေ့မှာဝန်ခံသွားတဲ့အသင်းတော်ရှေ့မှာဝန်ခံသွားတဲ့စကားပဲဖြစ်ပါတယ်ဒါကြောင့်မလို့ချစ်တော်ညီငယ်ညီမငယ်ဒီနေ့သင်တို့ပြုသောအိမ်တော်သည်စီကမိဝဲပြီးတော့မှတစ်သက်လုံးမခွဲမခွာဘဲနဲ့ဆက်သွားရမယ့်အရာဖြစ်ပါတယ်ထိုကြောင့်ယောက်ျားသည်ကိုမိဘကိုဆွံ့၍ကိုခင်ဘုန်း၌မိဝဲသဖြင့်ထိုသူတို့သည်တသားတကူတည်းဖြစ်ရလိမ့်မည်ဘုရားခင်ဖန်ဆင်းတာယောက်ျားနဲ့မိန်းမပါအမျိုးသားနဲ့အမျိုးသမီးပါအမျိုးသားနဲ့အမျိုးသမီးကိုပဲဘုရားကအတူတူနေခိုင်းပြီးတော့မှအိမ်တော်ကိုအစပြုတာဖြစ်ပါတယ်အိမ်တော်ပြုတယ်လို့ပြောတဲ့အခါမှာယောက်ျားချင်းမဟုတ်ပါဘူးမိန်းမချင်းလည်းမဟုတ်ပါဘူးတမန်ကျမ်းစာရဲ့ဘုရားအစပြုတာယောက်ျားနဲ့မိန်းမဖြစ်သောကြောင့်ယောက်ျားနဲ့မိန်းမပြုသောအိမ်တော်သာကျမ်းစာထဲမှာတသားတကူတယ်ဒါဆိုကျွန်တော်ဒီတိုင်းလက်ခံရအောင်တသားတကူတည်းဖြစ်သောအိမ်တော်ဒီယောက်ျားနဲ့မိန်းမပြုသောအိမ်တော်သာဖြစ်တယ်ဆိုတာနားလည်ဖို့ဖြစ်ပါတယ်တသားတကူတည်းလို့ပြောတဲ့မှာခန္ဓာရလည်းတသားတကူတည်းပဲစိတ်ရလည်းတသားတကူတည်းပဲဝိညာဉ်ရလည်းတသားတကူတည်းကိုပြောခြင်းဖြစ်ပါတယ်ကျွန်တော်ကျမ်းစာထဲမှာလူယောက်ျားလူမိန်းမကိုဖန်ဆင်းတဲ့အခါမှာဖျားဒါကတော့ယောက်ျားဒါကတော့မိန်းမအဲ့လိုမရိုးရှင်းပါဘူးလို့တမန်ကျမ်းစာထဲမှာကဘာဦးကျမ်းထဲမှာပေါ်ပြတဲ့လူယောက်ျားလို့ပြောတဲ့အခါမှာဒီပြည့်စကလုံးကဇခါလို့သုံးပါလူယောက်ျားဆိုတဲ့အတိတ်ကသူတစ်ပါးရဲ့စိတ်ဝိညာဉ်ကိုတော့ထိနိုင်တဲ့လူဖြစ်ပါတယ်နောက်ခုအတိတ်ကသူတစ်ပါးကိုလွမ်းမိုးနိုင်တဲ့သူဘုရားရဲ့အလိုတော်ကိုဥဆောင်လမ်းပြပြီးတော့မှမိသားစုကိုဥဆောင်မဲ့သူဖြစ်ပါတယ်တာဝင်းကျော်သွားဒီနေ့သင်ဟာအမျိုးသားတယောက်အနေနဲ့အိမ်တော်ကိုစပြီးမှဥဆောင်တဲ့အခါမှာသင်ဟာသင်ရဲ့အိမ်တော်ကိုစိတ်ဝိညာဉ်တို့ထိနိုင်ပြီးတော့မှဥဆောင်နိုင်တဲ့သူဖြစ်ဖို့ဖြစ်ပါတယ်ဘုရားအလိုကိုလည်းသင်ကပဲဥဆောင်ရမှာဖြစ်ပါတယ်ဒီသားကိုကြည့်ပြီးတော့မှတဲ့လူယောက်ျားလို့ပြောတဲ့မှာဒီယောက်ျားကိုကြည့်ပြီးတော့မှလူတွေဟာတဲ့ကောင်းတာလုပ်ဖို့စိတ်ဖြစ်လာရမယ်အဲ့ဒါလူယောက်ျားဆိုပြီးတော့မှဘုရားဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်အိမ်တော်ပြန်အိမ်တော်ပြုပြီးသားသူသောအိမ်တော်ပြုပြီးသားယောက်ျားများအမျိုးသားတွေကျွန်တော်အပါဝင်ကျွန်တော်တို့ကိုကြည့်ပြီးတော့မှလူတွေကောင်းတာလုပ်ချင်ရလားလို့ဒါကျွန်တော်တို့အတွက်စိန်ခေါ်ချက်ဖြစ်ပါတယ်ဘုရားဖန်ဆင်းထားတဲ့ကလူယောက်ျားလို့ပြောတဲ့အခါမှာဘုရားလိုတော်ကိုကိုကဥဆောင်ပြီးတော့မှကိုယ့်ကိုကြည့်ပြီးတော့မှလူတွေကောင်းတာလုပ်ချင်လာအောင်ဖြစ်စေရဲ့လူယောက်ျားဆိုတာဘုရားဖန်ဆင်းထားတဲ့ကမ္ဘာဦးကျမ်းတွေကအမျိုးသားဖြစ်ပါတယ်လူမိန်းမလို့ပြောတဲ့အခါမှာဟေဘဲစကားလုံးကနိခါဗာလို့သုံးပါတယ်နိခါဗာဆိုတဲ့စကားလုံးကအထောက်အမတဲ့ယောက်ျားအတွက်အထောက်အမလို့ပြောတဲ့အခါမှာမကောင်းတာလုပ်ဖို့မကောင်းတာသွားဖို့မကောင်းတာကိုအားပေးတဲ့အမျိုးသမီးမဟုတ်ဘူးခုနကတော့ကဖျားလိုတိုင်းဦးဆောင်မဲ့ယောက်ျားကိုသူကဘေးကနေရောက်အဲ့ဒီအလိုတော်ကိုရောက်အောင်သူကဘေးကနေအစောတိအောင်အထောက်အမဖြစ်ဖို့ပံ့ပိုးပေးရမယ်အမျိုးသမီးကြောက်ဖြစ်တယ်ဆိုတာတမန်ကျမ်းစာကဖော်ပြထားခြင်းဖြစ်ပါတယ်ချစ်တော်ညီငယ်ညီမတွေဒီနေ့တင့်ကိုလူယောက်ျားလူမိန်းမအနေနဲ့ဖန်ဆင်းထားတာလောကဓမ္မငါတို့ယောက်ျားပါဒါတော့မိန်းမပါအဲ့လောင်းလည်းမဟုတ်ပါဘူးဘုရားလိုတော်ကိုအမျိုးသားဒီဥဆောင်ရဲ့အဲ့အလိုတော်ကိုရအောင်လဲဘေးကအမျိုးသမီးဒီအထောက်အမဖြစ်ပြီးတော့မှတကယ်ပဲဘုရားအလိုတော်ကိုအဆုံးထိအောင်ရောက်ပြီးတော့မှဘုန်းတော်ထင်ရှားသောအိမ်တော်ဖြစ်ဖို့အတွက်ဘုရားဒီလိုရှိပါလေခရိယာအိမ်တော်လို့ပြောတဲ့အခါမှာကျွန်တော်နားလည်တဲ့ခရိယာအိမ်တော်ကခရိယာနေရောက်အိမ်တော်ပြုလို့ခရိယာအိမ်တော်ဖြစ်လာတာမဟုတ်ပါဘူးလို့ခရစ်တော်ရဲ့သဘောတဘာဝစိတ်နဲ့သဘောထားတွေအားလုံးပြည့်ဝလာသောအိမ်တော်မှသာလေခရိယာအိမ်တော်ဖြစ်ပါလေဒါကြောင့်မလို့ခရိယာအိမ်တော်လို့ပြောတဲ့အခါကျွန်တော်အိမ်တော်ကိုကြည်လေအမျိုးသားအမျိုးသမီးကိုကြည်လေဘသူပုံကိုပေါက်လာရမလဲလို့ပြောရင်ခရစ်တော်ပုံပေါက်လာရဖြစ်ပါလေကျွန်တော်နဲ့ယဉ်ကြီးတဲ့ဇနီးမောင်နှံနှစ်ယောက်ရှိတယ်သူ့ယောက်ျားကသူ့မိန်းမကိုကြည့်ပြီးတော့မှမိန်းမရေးတဲ့နေ့ကကြည့်ပြီးတော့မှကြောက်လာတယ်ခရစ်တော်ပုံပေါက်လာတဲ့အခါမှာကြောက်နေတယောက်ကြည့်ပြီးတော့မှကြောက်လာရတဲ့အဖြစ်မျိုးကအိမ်တော်မှာတကယ်ပဲကြီးမားတဲ့ပြဿနာဖြစ်ပါလေကျွန်တော်ခရစ်ယာန်အိမ်တော်လို့ပြောတဲ့အခါမှာယောက်ျားသည်ခရစ်တော်ပုံပေါက်လာတယ်
မိမဒီခရစ်တော်ပုံပေါက်လာတယ်နေရောက်စလုံးခရစ်တော်တန်ကိုဆောင်တဲ့အခါမှာဒီအိမ်တော်ဒီတကယ်ပဲခရစ်တော်ခရိယန်အိမ်တော်တကယ်ဖြစ်မယ်ဆိုတာကိုတော့ကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့အိမ်တော်ထူထောင်လာတဲ့ကျွန်တော်တို့ရဲ့အထက်ကမရှင်ကဘာလဲလို့ပြောရင်တာဝိကျော်စွာတည့်ရဲ့မရှင်ကဘာလဲလို့ပြောရင်ငါယူထားတဲ့ဇနီးဒီငါနဲ့ကြာပေါင်းလေငါနဲ့ကြာနေလေခရစ်တော်ကိုပေါက်လာရမှာဖြစ်ပါတယ်တာဝိကျော်စွာအိတ်တံကိုယူပြီးပါတမီးဒီပြီတမီးယူထားတဲ့အမျိုးသားတာဝိကျော်စွာတမီးနဲ့နေချင်အဖြစ်ကြာနေလေသူဒီခရစ်တော်ကိုပေါက်လာရမှာဖြစ်ပါတယ်ခရစ်တော်ကိုမပေါက်လာဘူးဆိုရင်ဒီနေ့တစ်ချိန်ကျွန်တော်တို့မှာပြဿနာတွေရှိလာနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ခရိယအိမ်တော်လို့ပြောတဲ့အခါမှာကျွန်တော်မကောင်းတဲ့လောကအရာတွေကိုအိမ်တော်နဲ့ထည့်လာပြီးတော့မှအိမ်တော်ကိုဖျက်ဆီးတာမဟုတ်ဘဲနဲ့ဘုရားရဲ့အလိုတော်ကိုရှားပြီးတော့မှအိမ်တော်နဲ့ထည့်ပြီးတော့မှအဲ့အိမ်တော်ကိုဘုရားရဲ့အလိုတိုင်းတိဆောက်တတ်ဖို့ဖြစ်တယ်ဆိုတာကျွန်တော်နားလည်ရမှာဖြစ်ပါတယ်ကျွန်တော် trigger လေးရှိပါတယ် trigger ဆိုတော့ကျွန်တော်အားလုံးသိတယ်သုံးနာညီလေးဆိုတော့ကျွန်တော်ဒါလေးနဲ့ဥပမာပေးချင်ပါတယ်ပေါ်ဆုံးမှာဘုရားဆိုတဲ့အိမ်တော်ကိုအုပ်ချုပ်ထားတဲ့သခင်ရှိပါတယ်အောက်မှာကတော့ယောက်ျားနဲ့မိန်းမဖြစ်ပါတယ်ဆိုတာကဒီ trigger ဖြစ်တဲ့အခါမှာယောက်ျားလည်းဘုရားနဲ့နီးလာလေလေမိန်းမလည်းဘုရားနဲ့နီးလာလေလေယောက်ျားနဲ့မိန်းမဟာပုံနီးစပ်သွားပါတယ်ဒီနေ့ယောက်ျားနဲ့မိန်းမနဲ့ပုံနီးစပ်ခြင်းအမျိုးသားနဲ့အမျိုးသမီးအိမ်တော်တဲ့ယောက်ျားအမျိုးသမီးဟာဘုရားနဲ့ပို့ပြီးတော့မှတနေ့နီးစပ်ဖို့အကြောင်းဖြစ်တယ်ဆိုတာကျွန်တော်အဓိကအနားလည်ရတာဖြစ်ပါတယ်ကျွန်တော်ခရိယန်အိမ်တော်ဆိုတဲ့စကားလုံးကိုကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်အားလုံးသိတယ်ဒီစာလေးကိုလည်းကျွန်တော် conference တွေပဲရတာဒါပေမဲ့ဒီနေ့ခရိယန်အိမ်တော်တည်ထောင်တဲ့ဒါနဲ့သမီးတွေ့ကျွန်တော်ဒါလေးကိုreminder အနေနဲ့လုပ်ချင်ပါတယ်ခရိယန်အိမ်တော်တည်ထောင်တာဘာကြောင့်ခရိယန်အိမ်တော်တည်ထောင်လဲလို့ပြောရင်ပထမဆုံးချက်ကစစ်မှန်သောခရိယန်အိမ်တော်ဖြစ်ဖို့တဲ့ခရိယန်အိမ်တော်တိုင်းစစ်မှန်သောခရိယန်အိမ်တော်မဖြစ်ပါဘူးဒုတိယချက်ကအနည်းနာပတ်ဝန်းကျင်မှာတဲ့ကိုယ့်ရဲ့အိမ်ကိုပျော်ရွှင်သောအိမ်ဖြစ်နေပြဖို့တဲ့ဒီနေ့ခရိယန်အိမ်တော်လည်းပျော်ရွှင်ကြတော့ပါဘူးကြောင်နဲ့ကြောင်တိုက်ခိုက်ကြတယ်ရန်လိုကြတယ်ကြောင်နဲ့ကြောင်ဘူကြတဲ့အခါမှာကိုယ့်ရဲ့အိမ်တော်မှာပျော်တဲ့အိမ်တော်အနေနဲ့သူတစ်ပါးတွေမမြင်တော့ပါဘူးလို့ဒီနေ့အိမ်တော်တူထောင်နဲ့ဒါနဲ့သမီးကိုယ့်ရဲ့အိမ်တော်ကိုပျော်ရွှင်သောအိမ်ဖြစ်ပြဖို့သင်တော့မှာတာဝန်ရှိပါတယ်နောက်တစ်ခုကအိမ်တော်မိသားစုတွေများတဲ့အိမ်တော်မိအတင်းတော်အကျိုးပြုဖို့တဲ့အိမ်တော်ပြုပြီးအတင်းတော်မှာမပါချင်တော့ဘူးငါတို့အိမ်တော်ကြပြီးမင်းတို့လူငယ်တွေပဲလို့မဟုတ်ဘူးခရိယန်အိမ်တော်လို့ပြောတော့အိမ်တော်ပြုပြီးဒါယောက်ျားမိန်းမဒီပိုးပြီးတော့မှတာနာအတွက်အတင်းတော်အတွက်ပို့ပြီးတော့မှအကျိုးပြုဖို့ဖြစ်တယ်ဆိုတာဒါခရိယန်အိမ်တော်ထူထောင်တဲ့ကျွန်တော်အားလုံးစဉ်းစားမယ့်အချက်ဖြစ်ပါတယ်နောက်တစ်ခုကတာနာလုံငန်းပါတဲ့စိတ်အားထက်သန်ဖို့အဲ့ဒါအရေးကြီးပါတယ်ဒီနေ့တာနာရုပ်ရော့နေတဲ့အချိန်မှာဘာကြောင့်ရုပ်ရော့လဲလို့ပြောရင်ကျွန်တော်ခရိယန်အိမ်တော်ကြီးရုပ်ရော့လာလို့ပါခရိယန်အိမ်တော်ကြီးရုပ်ရော့လာလေအတင်းတော်ကြဆင်းပြီးတော့မှအတင်းတော်နဲ့ဖွဲ့စည်းရတဲ့တာနာလည်းတဖြည်းဖြည်းရုပ်ရော့လာမှာဖြစ်တော့ကြောင်းဒီနေ့တူတောင်တော့ခရိယန်အိမ်တော်သိပြီးအရေးကြီးတယ်ဆိုတာနားလည်ရတာဖြစ်ပါတယ်နောက်ဆုံးချက်ကပြီးသားစုအတွင်းမှာတဲ့မိစ္ဆာရဖွဲ့ရင်းနှီးပွင့်လင်းမှုတိုးတက်ရန်ဒီနေ့တယောက်နဲ့တယောက်မပွင့်လင်းတော့ပါဘူးတယောက်နဲ့တယောက်ရှုပ်ဝဲပြီးတော့မှလင်မယားရှုပ်ဝဲလာတဲ့အခါမှာအိမ်တော်မှာပြဿနာတွေအများကြီးဖြစ်လာတာဖြစ်တော့ကြောင့်ဒီနေ့ကျွန်တော်ခရိယန်အိမ်တော်ထူထောင်တော်သူများဒါဟာကျွန်တော်တို့အတွက်စိန်ခေါ်ချက်ဖြစ်ပါတယ်ကျွန်တော်တခင်ခရစ်တော်လောကမှာနေတဲ့အချိန်မှာသူပထမဆုံးလုပ်တဲ့ဒီအံ့ဩဖွယ်တကုန်းသမီးလက္ခဏာကမင်္ဂလာဆောင်ပွဲမှာလုပ်တာဖြစ်ပါတယ်လို့ကာနာမျိုးမင်္ဂလာဆောင်ပွဲမှာကျွန်တော်အားလုံးသိတယ်ရေကနေစပြည့်ကိုပြောင်းတဲ့အဖြစ်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ကျမ်းစာထဲမှာကျွန်တော်ရှင်ရောဩဝါဒစာရှင်ရောပြုတ်တဲ့ခန်းကြီးနှစ်ကိုကျွန်တော်ကြည့်တဲ့အခါမှာမာရိပြောတဲ့စကားလုံးတစ်လုံးရှိတယ်အဲ့ဒါကဘာလဲလို့ပြောရင်သူစီခိုင်းသမျှတို့ကိုပြုကြလို့မင်္ဂလာဆောင်ပွဲမှာမာရိကအစီကံတွေကိုပြောတာသူစီခိုင်းသမျှလုပ်ပါတဲ့ do whatever he tells you ခရစ်တော်ပြောတဲ့အရာအားလုံးလုပ်ပါလို့ပြောတာခြေထက်ခိုင်းရင်ထက်လိုက်အိုးဆေးခိုင်းရင်ဆေးလိုက်တန်ရှင်းလုပ်ခိုင်းရင်လုပ်လိုက်ချစ်ခိုင်းလို့ဆိုချစ်လိုက်ပါလို့အဲ့ဒီအဆုံးကအဲ့လိုမျိုးခရစ်တော်စီခိုင်းတဲ့အရာအားလုံးကိုလုပ်တယ်ဆိုရင်အဆုံးမှာကျမ်းစာထဲမှာမိမိဘုန်းတော်ကိုထင်ရှားစေတယ်
နေ့ခရိယန်အိမ်တော်များကျွန်တော်တို့ခရစ်တော်ပြောတဲ့အရာကိုကျွန်တော်မလုပ်တော့ကြောင်းဘုန်းတော်မထင်ရှားပါဘူးဒီနေ့ကာနာမြို့မင်္ဂလာဆောင်ဘွဲမှာမာရိကလူတွေကိုပြောတာဘာပြောလဲလို့ပြောရင်သူစေခိုင်းသမျှတို့ကိုပြုကြလို့ဒါပေမဲ့ခုနကတော့တရားသူကြီးကာလမှာမိစိတ်အလိုကြလုပ်ခဲ့ဖြစ်နေဒီနေ့ကာနာမြို့မင်္ဂလာဆောင်ဘွဲမှာမာရိပြောတဲ့သူစေခိုင်းသမျှလုပ်ပါလို့ဆိုတဲ့စကားလုံးလုံးဟာအငယ်ဆန့်ကျင်မှာဖြစ်ပါတယ်ကိုယ်စိတ်အလိုကြကိုယ်စိတ်ပေါ်တိုင်းကိုယ်စိတ်ကဖြစ်တဲ့အတိုင်းလုပ်တဲ့အိမ်တော်ကတော့ဘယ်တော့မှမြဲမှာမဟုတ်ပြီမယ်သခင်ခရစ်တော်စေခိုင်းတဲ့အတိုင်းသခင်ခရစ်တော်ပြောသမျှလုပ်တဲ့အိမ်တော်မိသားစုတွေကတော့ကာလအစဉ်ဆက်မြဲမြံပြီးတော့မှဘုရားဘုန်းတော်ကျင့်ရှားမှာဖြစ်ပါတယ်လူတွေစိတ်အလိုကြလုပ်တဲ့ခေတ်ကာလမှာအမျိုးသမီးတယောက်ဖြစ်ပေမဲ့လည်းရုသဆိုတဲ့အမျိုးသမီးကငါကဒီအိမ်တော်ကိုအဆုံးထိအောင်ဆွဲကင်ပဲငါသူ့ရဲ့ဘမမှာမိဝဲစီကတ်တော့ကြောင့်နောက်ဆုံးအဲ့ဒီမိသားစုကပဲသခင်ခရစ်တော်ဆိုတဲ့ကယ်တင်ရှင်ဝေဖွာတာဖြစ်ပါတယ်ဘုရားအသုံးပြုနိုင်တယ်ဘုရားဘုန်းတော်ထင်ရှားတယ်ဘုရားကသူ့တာသနာအတွက်အသုံးပြုနိုင်တော့မိသားစုကခေတ်ကာလအတိုင်းအသက်အရှင်ပဲနဲ့တမန်တရားအတိုင်းအသက်ရှင်ပြီးတော့မှတမန်တရားကိုလိုက်လျှောက်ပြီးတော့မှသခင်ခရစ်တော်ကိုကြောင်းရည်ကိုတည်သောစိတ်နဲ့အသက်ရှင်သောမိသားစုများသည်ခေတ်ကာလတိုင်းဘလောက်ပဲခေတ်ကာလချက်တင်းနေစေပြောင်းလဲနေစေဘာကြီးပဲဖြစ်နေစေသူတို့မိသားစုကိုဘုရားကပို့ဆောင်ပြီးတော့မှအဲ့ဒီမိသားစုအပြင်ဘုရားကလည်းဘုန်းတော်ထင်ရှားစေနိုင်တာဖြစ်တော့ကြောင့်ဒီနေ့အိမ်တော်ဖြစ်တော့ဒါနဲ့သမီးဒီလိုအိမ်တော်ကိုအစာပြုပြီးတော့ဘုရားသခင်ဒီလိုကောင်းချီးပေးပါစေလို့ဒီလိုအိမ်တော်ကိုလမ်းပြပေးမဲ့သခင်ခရစ်တော်လည်းရှိပါတယ်ပြည်ကျော်ရတဲ့အရာအားလုံးကိုရင်ဆိုင်ကြော်လွှားနိုင်ဖို့ခွန်အားဉာဏ်ပညာအစွမ်းတတ်ကိုလည်းတန်ရှင်းတော်ဘုရားတော်အဖြစ်ဖြစ်မှာဖြစ်တော့ကြောင့်ဒီလိုပြုသောအိမ်တော်ဒီနာရီဒီမိနစ်ဒီစက္ကန့်လေးလို့ပဲနဲ့တစ်သက်လုံးဒီပြီးတော့မှသခင်ခရစ်တော်စေခိုင်းသမျှကိုဆုံးဖြတ်အောင်နာသင်လိုက်လျှောက်ပြီးတော့မှဘုရားဘုန်းတော်ထင်ရှားတော့ဘုရားအသုံးပြုနိုင်တော့သာသနာကျယ်ပြန့်တော့မှုတော်ဆောင်မိသားစုဖြစ်ဖို့ဒီညကနေတိုက်တွန်းဖို့အားပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်